အာယုံကြောတွေမကောင်းတော့ဘူးကို့အတွက်လည်းနှောက်ရှက်ဖြစ်မယ်ခေါ်ပါတဲ့အကုန်လုံးအာယုံကိုစောဆိုကိုခေါ်တာပဲအကုန်လုံးကိုအရင်တော့ချစ်ခဲ့တဲ့တွေ့ကိုရိုက်ခဲ့တယ်အဲ့ဒါနဲ့မလုပ်တော့တာတမီးဒါပေမဲ့အမြဲတမ်းကားတွေကြည့်ပါတယ်2015တုန်းကလေဖြတ်တယ်လေဒီဘက်တချမ်း2015ကောင်း15တော့16ကောင်းတယ်19ကျခါပြန်ဖြတ်တယ်ပြန်ဖြတ်တော့နှစ်ခါရှိသွားပြီပေါ့ကိုကျမ်းမာကြီးမကောင်းဆေးတောက်နေရတယ်အမြဲတမ်းနောက်ပြီးတော့အစာလည်းသူ့အချိန်နဲ့တူအစာစာရင်းနေတုံးလာတယ်လို့မလိုက်တာကြာပြီ9နှစ်လောက်ရှိပြီကိုကတရားတင်စိုးလို့လည်းများတယ်လေနေထက်လင်းလို့လည်းများတယ်တရားတင်စိုးနေထက်လင်းတော့အဲ့လိုစစ်ကားတွေပေါ့အဲ့လိုမျိုးတွေကိုကလိုက်ရိုက်တယ်ပရာဟိတာတွေပေါ့ဟိုတုန်းကပရာဟိတာအဲ့လိုပတ်စံပေးမပေးမရပြောတယ်အဲ့လိုမျိုးလိုက်ရိုက်တာအခုကျတော့သူများတွေချီးမြှောက်ကြတယ်ဆိုတော့ကိုယ်တွေမပါဘူးဝင်းနေတာပေါ့နော်စိတ်ထဲကတော့ကိုယ်တွေအများကြီးလုပ်ခဲ့ရတာမသိတော့မေ့သွားကြပြီပေါ့လို့အမေမင်္ဂလာပါရှင်မင်္ဂလာပါတမီးရေဟုတ်လားဒီမတွေ့တာလဲကြာပြီဒါဒီနေ့ပေါ့အတူလေးမှဒါလာပြီးတော့ပေါ့လာထွက်ပြတဲ့အကြောင်းလေးပေါ့အဲ့ဒါလေးလည်းပြောပြပါဦးကြည့်အဲ့ဒါတော့တမီးရေအဲ့လိုလှူတဲ့တန်းတဲ့ချိန်မဲ့အမေကရောက်တော့တာပေါ့နော်အဲ့ဆိုကို့မှာလေသွားရလာရခက်လာပြီအခုအရင်တော့မဟုတ်တော့အသက်ကြီးလာတော့မကောင်းဒါပေမဲ့ကို့လူတွေနဲ့အဓိကတွေ့ရတာပြောတယ်ဟုတ်အမေအသက်ဘယ်လောက်တောင်ရှိသွားပြီလဲအခု84လ84လအမေတယောက်တည်းပဲဟိုမှာအားကြဘူးလေသူတို့ကလည်းအဲ့တော့ဒါဘယ်ကနေလာလဲအမေကအခုတမီးကြီးနဲ့နေတယ်တမီး4ယောက်ရှိတယ်လေတမီးအကြီးဆုံးနဲ့နေတယ်ဘယ်ကနေလာတာတမီးကြီးတော့ကမာရွတ်မှာတဲရဘက်ကပေါ့ကမာရွတ်တက္ကသိုလ်ထဲမှာဟုတ်အဲ့ကနေလာတာဒီနေ့ဒီဝင်းထဲမှာဒါကိုယ့်ရဲ့မိတ်ဆွေတွေဟုတ်တယ်ငယ်တော့တရုပ်ဆောင်ဘယ်လိုလေးပီတိပြရတယ်ပြောတာပေါ့တမီးရဲ့ဒါကတော့နောက်ဆုံးဖြစ်ချင်လည်းဖြစ်မှာပေါ့နော်ကိုပေါ့လေအဲ့တော့ကိုကလေးလာပြီးတော့တွေ့ရတာပြောတယ်လူသစ်တွေလည်းအများကြီးပဲဆိုတော့အတူတိုင်းကိုအမြဲတမ်းရောက်ဖြစ်လာဒီရုပ်ရှင်စီရောက်ဖြစ်တယ်လာတယ်ဒီနေ့ဘာတွေရခဲ့လဲကလည်းပြောပြပါဦးဒီနေ့ကလေဆန်လဲရတယ်ကျက်ဥလဲရတယ်နောက်ပြီးတော့ကိုသမီးလေးမိုးဆောင်းမိုးကိုလည်းသိလားပြောတာကြည့်ဆောင်းကလမ်းစိတ်ပေးတယ်2000အဲ့ဒါမနေ့ကနာရီလိုလာနေမဟုတ်အမေခုမှစောပေါ့မုံလေးပါစားပြီးမှလာတာအမေဒီအနုပညာလုံးငားထားတာဆိုရင်ဘယ်လောက်တောင်ကြာသွားပြီလဲအမေက2015တုန်းကလေဖြတ်တယ်လေဒီဘက်တချမ်း2015ကောင်း15တော့16ကောင်းတယ်19ကျခါပြန်ဖြတ်တယ်ပြန်ဖြတ်တော့နှစ်ခါရှိသွားပြီပေါ့အဲ့နဲ့ဒေါ်မိမိချိုးတို့ကလည်းမလုံးနဲ့တော့တဲ့လေအာယုံကြောတွေမကောင်းတော့ဘူးကို့အတွက်လည်းနှောက်ရှက်ဖြစ်မယ်ခေါ်ပါတဲ့အကုန်လုံးအာယုံကိုစောဆိုကိုခေါ်တာပဲအကုန်လုံးကိုအရင်တော့ချစ်ခဲ့တဲ့တွေ့ကိုရိုက်ခဲ့တယ်အဲ့ဒါနဲ့မလုပ်တော့တာတမီးဒါပေမဲ့အမြဲတမ်းကားတွေကြည့်ပါတယ်ဟုတ်ပြီဟုတ်ဒီလောကနဲ့အရန်အလန်းဝေးกว่าနေတယ်တတိယရောမရှိဘူးလားရှူတင်တွေကိုယ်ရိုက်ကွင်းနေတတိယတာပေါ့တတိယပါဟိုတော့ကကိုငချွတ်ကလေးတွေကအခုဒါတိုက်တာကြီးတွေဖြစ်နေကြပြီကလေးတွေကအိမ်မှာဆိုဘာတွေလုပ်ဖြစ်လဲနောက်ဆက်ပေါ်နဲ့နားရတာဆိုတော်တော်လေးကြာပြီအိမ်မှာတမီးရဲ့မလုပ်ရဘူးထမင်းလည်းမချက်ရဘူးလေဘာမှလည်းမလုပ်ရတော့မနေ့ဆိုဆွန်းတော်ကပေါ့ဆွန်းတော်ကပရိတ်တွေရုပ်ပေါ့ကလေးတွေအခုကိုရှာကျွေးနေတဲ့သမီးလေးတွေအန်ရကင်းမှုပေါ့ဒါပဲပရိတ်တွေရုပ်အကုန်လုံးပရိတ်တွေရုပ်ကြလူသားတွေအကုန်လုံးပေါ့ကဘာကြီးတစ်ခုလုံးပေါ့မြစ်တာပို့ဒါပဲရှိတာပဲဟုတ်ဆိုတော့မြည်တွေရနေတယ်မြည်တွေကတော့မလွယ်ဘူးသူတို့ကလည်းသူတို့ပဲဟုတ်လူပညာဝါသနာပါတဲ့သူရှိလားမရှိဘူးသမီးရဲ့ကျောင်းကပွဲလောက်ပါလောက်ပဲအဲ့ဒါလောက်ပဲကလေးတွေကလေအခုခက်ကလေးကသိတဲ့အတိုင်းပဲသူတို့ကလည်းသူတို့ပဲအရင်တော့ဟာလေးလည်းပြိတ္တတွေပြန်ပြီးတော့မှတ်ရအောင်ဒါအမေကတော့ဆိုလို့ပြိတ္တတွေမှတ်တင်ပြခဲ့တယ်ဟုတ်တယ်ဒီမှတ်ရနေတယ်ပြန်ပြရပြပါဦးမေဟိုတုန်းကတော့ဖြိုးတို့ကြောက်ထိုးတို့ဆိုတာလေစိုးပေမောင်မဲနဲ့ပေါ့နောက်ပြီးတော့ဦးကျော်ဟင်းတို့ရှိတုန်းကလည်းလေရိုက်ရတာပေါ့နော်စိုးသူမဘာသာတို့ဘာသာမစိုးသူတို့အဲ့ဒါတွေရိုက်ရတယ်နောက်ပြီးတော့မွေလဲမွေကျွလဲမွေအဖွားကလေစစ်ကားတွေများတာပေါ့အဲ့လိုက်ပါပြောတယ်ပုံမှုတင်တန်းဦးတို့တော့ပုံမှုမြတန်းဆန်တို့အဲ့ဒါတွေနဲ့ဖေးနဲ့သားများနောက်ပြီးတော့ဝေလဲမွေကျွလဲမွေနောက်ပြီးတော့မွေတောင်ရအမြောက်တာခိုင်သိကြီးမင်းသမီးစဖြစ်ခအဲ့ဒါတွေလည်းရိုက်ခဲ့ရတာပေါ့အများကြီးရိုက်ခဲ့ရတယ်ဆိုတာအသက်80တောင်မှကိုကနန်းစနတက်ကြတာလေငငယ်တော့ဆိုတာဘယ်လောက်တောင်မှခဲ့တယ်ပြောမနေနဲ့အမေဒီခြေတုံးပါပဲငယ်တော့ဆိုကို့ပြိတ္တတွေကဘာလေးမှတ်ချင်ဖြစ်ကြတယ်ပြိတ္တတွေကကိုကတရားတင်စိုးလို့လည်းများတယ်လေနေထက်လင်းလို့လည်းများတယ်တရားတင်စိုးနေထက်လင်းတော့အဲ့လိုစစ်ကားတွေပေါ့အဲ့လိုမျိုးတွေကိုကလိုက်ရိုက်တယ်ပရာဟိတာတွေပေါ့ဟိုတုန်းကပရာဟိတာအဲ့လိုပတ်စံပေးမရပြောတယ်အဲ့လိုမျိုးလိုက်ရိုက်တာ
အခုကျတော့သူများတွေချီးမြှောက်ကြတယ်ဆိုတော့ကိုယ်တွေမပါဘူးဝင်းနေတာပေါ့နော်စိတ်ထဲရတော့အေးကိုယ်တွေအများကြီးလုပ်ခဲ့ရတာမသိသွားမေ့သွားကြပြီပေါ့လို့ ပရိသတ်တွေပြန်ပြီးမှတ်မိရတစ်ခုပြောပါဆိုရင်ပြောချင်တယ်ဒီနိုင်ငံတော်ကိုင်းနဲ့ပတ်သက်ပြီးကိုအများကြီးရိုက်ခဲ့တယ် အော်မပြောတော့ပါဘူးတမီးရဲ့ဒါကတော့ကိုယ့်ဘဝပေါ့နော်မပြောတော့ပါဘူးပရိသတ်တွေတော့အမြဲတမ်းရပါတယ်လို့ ကိုကကျအဲ့တုန်းကဆိုလို့ရှိရင်ဒါနိုင်ငံတော်ကိုင်းဆိုတော့လည်းရိုက်ခဲ့မှာ အများကြီးပါတယ်နာမည်မပေါ်တာပါတာဗျာတစ်ခါလေးများလေညာကြီးမိုးကြီးလေဟိုမိသက်ကားကြီးနဲ့မိုးတွေရွာပြီးတော့လေရိုက်တာအဲ့ဒါတွေလည်းအဲ့ဆေးရောမောင်နဲ့လေအဲ့ဒါရိုက်တာခုကတော့မရှိတဲ့လူကလည်းများကုန်ပါပြီကိုတဲ့ဓာတ်နေမှာလည်းမရှိတော့ဘူးကိုတငယ်ချင်းတွေလည်းမရှိတော့ဘူးအခုအမေများအဖွဲ့မှာရှိတာဒေါ်နှုတ်နဲ့ဆန်ဥက္ကဋ္ဌရှိတယ်ခင်ဒေါ်ခင်လေးဆိုရှိတယ်ဒေါ်တင်းတင်းလည်းရှိသေးတယ်နော်မလာနိုင်တော့ဘူး तू ကအမေရှိတယ်ဒါပဲကြံ့နာတွေသေးဦး16ယောက်ပါ ဆိုတော့ပုံမြင်တော့ကျတော့အတွဲပြစုံမင်းသားဆိုသူများဖြစ်မယ် တွဲရမင်းသားတကူတော့ဟိုကနေလေခင်သန်းနုနဲ့တော့တန်းဖေလေးနဲ့လည်းတွဲခဲ့ရတယ်ဟိုအတွဲပေါ့လေနောက်ပိုင်းတွေကတော့အတွဲသိပ်မရှိပါဘူးဟိုအဖိုးကြီးတွေပေါ့ပဲကိုတို့ဟိုပါဥစောမိုင်းတို့ဘာတို့ဟိုပါအဖိုးကြီးတွေရှိတယ်လေဥထင်ကျော်တို့အဲ့ဒါတွေနဲ့ပဲတွဲတက်ကြီးပိုင်းဆိုတက်ကြီးပိုင်းပေါ့တမီးရဲ့ဟိုအတော်ခန်းအမေခန်းအပွားခန်းအဲ့လိုဟိုတကြီးခန်းပေါ့တကြီးကတော့ခန်းပေါ့အဲ့လို လူပြန်လောကတွေကျတော့အသက်ပဏ္ဏနှစ်မှာရောက်ရှိခဲ့ပြီးတော့အသက်ပဏ္ဏနှစ်မှာအမိနာခဲ့တာလေ အပွားကဟွာကိုတန်းနွယ်နယ်တွေကမိကောင်ပေါ့လေထားထားနွယ်တို့နဲ့အဲ့ကိုတန်းနွယ်နယ်တွေကအဖွားတို့အဲ့မှာရိုက်ကြတာရိုက်ရင်းနဲ့အဖွားအဲ့တော့10တန်းဖြေထားပြီးသား60ခုနှစ်လောက်ပေါ့10တန်းဖြေထားပြီးသားအဲ့ဒါကိုလေဟိုဆက်မတက်တော့ဘူး10တန်းအောင်နေဒါမဲ့ဆက်မတက်တော့ဘူးတက္ကသိုလ်အဲ့ဟိုရုပ်ရှင်နဲ့ရောက်လာရုပ်ရှင်နဲ့ရောက်လာပြီးတော့အဲ့မှာနေလိုက်တာအခု2015 16ပေါ့အဲ့ဒီမှာလေဖြတ်တော့မှာပဲအဖွားမလုပ်တော့တာပေါ့ အဲ့ဒါနှစ်ပေါင်းဆိုတော့တင်ဗလားလို့ဆို နေ30လောက်ဖြစ်သွားပြီတချို့တော့မသိတော့ဘူးခါလေးကြောက်တင်းတော့ဒေါ်ချုပ်ပြုံးနဲ့တွေ့တယ်ဟိုဟာတော့တက်ကြီးပူတာဟဲ့အမလေးငါနင့်တေဝါပြီအောင်မလို့ရှိသေးတယ်မှမသွားနိုင်ဘူးဒူးကောင်းနေမကောင်းဩဒီမှာတက်ကြီးပူတော့ဝဲဆိုဒီဘက်မှာမောင်ရင်ထွေးဆက်နိုင်မောင်ရင်ထွေးဒီဘက်ကပကိုးတန်းအောင်နောက်နေ့လဲကြာအောင်ဒီဘက်မောင်ကိုရင်ထွေးမရှိတော့ဘူးကဲအဲ့လိုအဲ့တော့ကိုယ်တွေလည်းဘယ်လိုလဲအခုတော့မင်းဖြစ်ပါပေါ့နော်လူကြီးတွေကတော့စောင့်ရှောက်ပါတယ်ကိုဗစ်တုန်းကလည်းအမေတို့ကိုစောင့်ရှောက်ပါတယ် ဆိုတော့အခုအသက်80မှာလက်ရှိပေါ့ကျမ်းမိုင်မကောင်းတဲ့ပြဿနာဆိုလို့ဆိုတော့များရှိတယ်မေ အမေစီးကြိုရှိတယ်လေစီးကြိုရှိတော့အစားချောင်ရတာပေါ့တမီးရဲ့နောက်ပြီးတော့ဆေးတွေကလည်းကိုဝယ်လို့မရဘူးတမီးရဲ့ကိုတောက်နေတဲ့ဆေးရမရအောင်အဲ့ဒါဆရာဝန်နဲ့ပြရအောင်အခုဒီကပတ်စံနဲ့သွားမယ်လေဟိုကလာစာထုတ်အောင်မယ်လာစာလေးက1000ခွဲရတယ်လေအဲ့ဒါလည်းထုတ်ပြီးရင်အဖွားဒါပေမဲ့တမီးတွေကအဖွားကိုစောင့်ရှောက်ပါတယ်တမီးတယောက်ကဆိုဆေးဝါလူလေးသေးဘလောက်ဆေးကြီးရှာပြီးအဖွားကိုတိုက်တယ်တမီးတွေကလိမ့်မာတယ် ကျမ်းမာရအရင်မဟုတ်ဘူးဒီကြီးကျုပ်ခုလောက်ပဲရှိတာ ဒါပဲဒါပဲ ဟုတ်ပြီဟုတ်ဒါပေမဲ့ကိုယ်နှစ်ပေါင်းများစွာပေါ့မှတ်မိပြောပြီးဒီကပြိတ္တတွေလည်းရှိတယ်သူကဘယ်လိုလဲစကားပြောပေးကြတယ်လဲမေ ဟိုကျမ်းမာနေတော့တတိရပါတယ်အမြဲတမ်းမေတ္တာပို့ပါတယ်ဒါပဲတတ်နိုင်တော့တာလေ